Hello ဒီရုပ်ကိုတွေ့ရပြန်ပြီပေါ့နော်ဆိုတော့ hello တာလီဇွန်နဲ့မင်္ဂလာပါ Okay ဒီနေ့တော့ဘုဒ္ဓရနေပြီးတော့အမေရိကန်မှာကားနဲ့လှုပ်ရှားနေတဲ့လူတွေကားအကြီးဖြစ်ဖြစ်အသေးဖြစ်ဖြစ်ကားနဲ့လှုပ်ရှားနေတဲ့လူတွေအတွက်နေပြီးတော့တစ်နှစ်တစ်ခါ inspection ဝင်ရတယ်ဒါအကြီးဖြစ်ဖြစ်အသေးဖြစ်ဖြစ်တစ်နှစ်တစ်ခါ inspection ဝင်ရတဲ့အတွက်အဲ့ဒီဥစ္စာကိုဘလို့စစ်လဲဆိုတဲ့ဥစ္စာကိုကျွန်တော်ပြပါမယ်ဆိုတော့ဒီဥစ္စာကဒီမှာကိုလိုမြင်တဲ့အတိုင်းပဲဆိုတော့ဒီမှာဟုတ်လားဗီဒီယိုဟုတ်တယ်မြင်တဲ့အတိုင်းပဲ annual.dot inspection power unit ဆိုတော့ကြန့်ခိုင်မှုကားကိုကြန့်ခိုင်မှုစစ်တာပေါ့နော် so ပထမဆုံးအနေနဲ့ကမီဒီယိုစစ်ရတယ်ဗီဒီယိုစစ်ရတယ်ဆိုတော့မီဒီယာအလုံးမလုံးစစ်ရတယ်ပတ်လေးအပြင်ဟောရင်စစ်ပေါ့နော် Okay ဒီမှာမီဒီစစ်တဲ့အထက်မှာဒီမှာ license plate မလင်းဘူးတခြားမီဒီ license plate လောက်ရမယ်လောဆယ်အဲ့တော့တခြား light တွေကအလုပ်လုပ်တယ်ပြီးရင်ဒီမှာမီလေးတစ်လုံးမလင်းဘူးအဲ့မှာလင်းတော့ပြန်ပြီလွတ်နေရနေမှာပေါ့လင်းတော့ပြန်ပြီလွတ်နေရပြီးတော့အဲ့မှာနေပြီးတော့ corrosion လို့ခေါ်တဲ့plug လေးမှာနေပြီးတော့plug လေးမှာနေပြီးတော့ဒီကြီးတွေကတ်နေလို့ပေါ့ဆိုတော့ဒီကောင်တော့လောက်ရမယ်အဲ့ဒါလောဆယ် Okay ဆိုရင်တခြားပါစစ်မလဲဆိုတဲ့ဥစ္စာအဲ့ဒါမီကိုစစ်ပြီးမီကိုစစ်ပြီးတော့အဲ့ဒါဥစ္စာလုံးမဲ့ဥစ္စာတွေကပေါ်လာပြီတခြားပါစစ်မလဲဆိုရင်အောက်ဝင်လာမယ်အောက်ကိုဝင်ရမယ်ဆိုရင် Okay အောက်ကိုဝင်ရမယ်အောက်ကိုဝင်ပြီးတော့အောက်ကနေပြီးတော့ကြန့်ခိုင်မှုရှိမရှိ brake ကိုဒီမှာချောင်းကြီးပေါက်လေးရှိတယ်အဲ့ဒီချောင်းကြီးပေါက်လေးက brake ကိုကြည့်ရတော့နေထား okay တယ်အဲ့တော့အဲ့ဒီချောင်းကြီးပေါက်ကနေပြီးတော့စီတွေဆိုလားမဆိုလားဆိုတဲ့ဥစ္စာကရှိသေးတယ်စီတွေကဘယ်နာမှာဆိုနေရလဲရှိလဲကြည့်ရတယ်အဲ့ဒီစီတွေဆိုနေလို့ရှိရင်အဲ့ဒါဝှီစီမကောင်းတာဒီဘက် brake pad ကောင်းတယ်ပြီးရင်ဒီဘက်မှာလဲမချောင်းကြီးပေါက်လေးရအဲ့ဒါနေပြီးတော့ inspection hole လို့ခေါ်တယ်အဲ့ဒီကောင်းတယ်ဆိုရင်ရှားပါလေစီရမလဲဆိုတဲ့ဥစ္စာရှိသေးတယ်တခြားဒီ spring lead spring ပေါ့နော်အဲ့ lead spring ကိုနေပြီးတော့ကောင်းလားမကောင်းလားကြည့်ရတယ် lead spring okay okay looks goodဒီမှာ brake good okay brake goodဒီဖက်မှာလည်း good ဆိုရင်ဒီမှာတစ်ခုကအဲ့ဒီမှာပြီးရင်ဒီမျိုး thyroid ဒီမှာ dry shed တွေကိုကြည့်ရမယ် dry shed တွေကိုဒီလိုလေးမကြည့်လိုက်ရင်ရပြီ dry shed တွေမကောင်းဘူးဆိုရင် dry shed တွေက glock နဲ့လှုပ်နေတယ်ဆိုရင်okay dry shed တွေရောဒီဥစားကောင်းတယ် okay ဆိုရင်အဲ့နောက်ဆုံး dry shed အဲ့ဒါဆိုရင်ရှေ့ကိုတွန်းလိုက်မယ်ဒီလိုမကြည့်ရမယ်ဒီလိုမကြည့်လိုက်လို့ချောင်းမနေဘူးဆိုရင်ကောင်းတယ်ရှေ့ထိသွားမယ်Okay ဆိုရင်အဲ့ဒီမှာရှေ့က
ရှေ့ကချောင်းကြီးပေါက်လေးတွေ့လာပါမြင်လားချောင်းကြီးပေါက်လေးအဲ့ဒီမှာ okay တယ် okay တယ်ဆိုတော့ပြီးရင်နောက်ဆုံးအနေနဲ့က truck ပြီးတော့ jam มาပြီးတော့ဒီ camping ကိုစစ်ရမယ် camping ကိုလှုပ်ကြည့်ရမယ် thyroid တို့ ball joint တို့အကုန်လုံးကိုစစ်ရမယ်jet ကိုမပိခါပြီးမှာเนาะအဲ့တော့လောလောဆယ်ကအကြံပြင်းစစ်တာပေါ့เนาะ okay အကြံပြင်းစစ်တာ okay ဆိုရင်ထွက်ရမယ်ဘယ်နေရာထွက်မယ်ဟိုဘက်ထွက်ရမယ်ပြီးတော့စီတိုက်ကြီးကိုကြည့်ရမယ် exhaust တွေကိုကြည့်ရမယ် exhaust တွေပေါက်နေလားမပေါက်ဘူးလားဆိုတာကိုကြည့်ရတယ်စီတိုက်ကြီးကနေပြီးတော့အဲ့လိုစားစီတိုက်ကြီးတွေကကောင်းလားမကောင်းလားဆိုတာကြည့်ရတယ်ပြီးဒီမှာတစ်ခုကပြင်ရလေးကြည့်ရတယ်ဒီမျိုးပြင်ရတယ်မှာလည်းပြီးတော့ကျိုးနေလားပဲ့နေလားဆိုတဲ့ဥစ္စာကိုကြည့်ရတယ်Okay. စီတိုက်ကြီး straight တွေရနေပြီးတော့တင်းနေလားပြက်နေလားဆွေးနေလားအဲ့ဒါတွေကကြည့်ရတယ်ဒါ depth တိုက်ကြီးယူစိမ်မှုတွေရှိလားအဲ့ဒါမျိုးကြည့်ရတာဆိုရင်လောရမှာကဒီမှာလောရမှာတခုကနောက်က license plate မိကိုလောရမယ်ပြီးရင်မျိုးကျွန်တော်မှလက်မအားလို့ jet ထောက်ပြီးတော့နေပြီးတော့ ရှေ့ကနေပြီးတော့ခင်ပင်တွေ thyroid ball joint တွေဆေးရအောင်မယ် okay နော်ကျေးဇူးတင်ပါတယ်